လူတစ်ယောက်ဟာအလွန်ထိတ်လန့်သွားခဲ့တယ်။တခါမှမမျှော်လင့်ထားသလိုတရားပေါ်ကကြောက်တုံးတွေပေါ်ကိုဖြန်တကောင်တိတ်တဆိတ်တက်လာတာကိုတွေ့လိုက်ရတာပါထို့နောက်သူ့ကိုအံ့အားသင့်စေခဲ့တာကတော့အဲ့ဒီဖြန်ကငွေလိုပဲကိုယ့်အရေးပြားကိုလွှာချနေခြင်းပါပဲမတုံ့ပြန်နိုင်ခင်မှာပဲအဲ့ဒီဖြန်ဟာသပင်ရှိလျားလာတဲ့အလှတရားပြေးွားတဲ့မိန်းမတစ်ယောက်ဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဒါပေမဲ့ဒါရှိဆိုတဲ့သူကတော့မကြောက်ရွံ့ပဲအခွင့်အရေးဖြစ်မြင်ခဲ့တယ်သူဟာဖြန်ရဲ့အရေးပြားကိုခိုးယူလိုက်တယ်သူတိထားတာကမည်သူမဆိုပင်လယ်ဝိညာဉ်တစ်ခုရဲ့အရေးပြားကိုပိုင်ဆိုင်နိုင်ခဲ့မယ်ဆိုရင်အဲ့ဒီဝိညာဉ်ဟာမေးခွန်းမရှိပဲသူ့ကိုနာခံရမယ်ဆိုတာပါပင်လယ်ဝိညာဉ်မိမနိုးလာချိန်မှာတော့ဒက်ရှယ်ဟာသူမရဲ့အရှင်ဖြစ်နေပြီးသားဖြစ်သွားခဲ့တယ်။သူမကိုအိမ်ခေါ်သွားခဲ့ပြီးမကြခင်မှာပဲသူမကိုဝင်ရှိလာခဲ့တယ်။နောက်ပိုင်းသူမဟာကလေးလေးယောက်ကိုမွေးဖွားပေးခဲ့ပါတယ်။ဒါပေမဲ့ဒက်ရှယ်ဟာမကျေနပ်နိုင်သေးပါဘူး။ပစ္စမမြောက်ကလေးကိုမွေးဖွားတဲ့နေ့မှာပဲပင်လယ်ဝိညာဉ်ကဒါရှိကိုမျက်နှာမူပြီးတခုတောင်းဆိုခဲ့ပါတယ်။ကလေးအတွက်လွှားတစ်ခုတိဆောက်ပေးရန်မှာလွှားပြီးစီးသွားချိန်မှာတော့သူမဟာကလေးကိုထည့်ပြီးပင်လယ်ဟာရေဘက်ကိုယူသွားခဲ့ပါတယ်။ထို့နောက်မမျှော်လင့်ထားသလိုကလေးကိုရေလိုင်းကြားထဲသို့တွန်းပို့လိုက်ခဲ့ပါတယ်။ဒီအကြောင်းကိုဒါရှိသိလိုက်ချိန်မှာတော့သူဟာအလွန်တုန်လှုပ်သွားပြီးလှေထဲတက်ကကလေးကိုရှာဖွေရန်ပင်လယ်ထဲကိုထွက်သွားခဲ့တယ်။ဒီအချိန်မှာပဲသူ့ရဲ့သမီးကြီးဆုံးကပင်လယ်ဝိညာဉ်ကိုလာတွေ့ပြီးအဖေခန်းထဲမှာထူးဆန်းတဲ့အရာတစ်ခုတွေ့ခဲ့တယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲပင်လယ်ဝိညာဉ်ဟာအဲ့ဒါဟာသူမရဲ့ခိုးယူခံထားရတဲ့ဖြန့်ရည်ပြားဖြစ်နိုင်တယ်ဆိုတာကိုချက်ချင်းနားလည်သွားခဲ့ပါတယ်။ဒါရှိကတော့ပင်လယ်ထဲမှာကလေးကိုဆက်လက်ရှာဖွေနေချိန်မှာပဲရေထဲမှာဖြန့်တကောင်ပေါ်လာပြီးသူနဲ့မျက်စိချင်းဆုံခဲ့ပါတယ်။နောက်တစ်ခါမှာတော့အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့အရာတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်